စားပုတ်တဲ့မိန်းမကြီးနဲ့စိန်ခေါ်ပွဲပုံမြင်တခါတော့ကရွာတရွာမှာဒီပတ်ဆိုတဲ့ဆင်းရဲသားတယောက်ဟာသူ့ရဲ့ဇနီးမိုဟီနီနဲ့အတူနေထိုင်ပါတယ်မိုဟီနီဟာတတိသမီးဖြစ်ခဲ့မှုပြီးအလွန်အစားအသောက်မမောသူဖြစ်ကတစ်ချိန်လုံးတစ်ခုမှတစ်ခုစားနေတတ်ပြီးအလွန်ဝလွန်ပါတယ်အဲ့ဒီနေ့မှာဒီပတ်အလုတ်ကနေပင်ပန်းစာပြန်လာတယ်မိုဟီနီဒီနေ့စက်ရုံမှာမီးလောင်မလို့ဖြစ်သွားသေးတယ်။အိုးဟုတ်လားတော်သေးတာပေါ့အချင်းအသက်ရှင်လဲပြန်လာလို့မဟုတ်ရင်ကျမကိုချိုးရီဆမူစာနဲ့ပဲကချော်ကြီးဘယ်သူသွားဝယ်ပေးတော့မလဲ။ဘာမိုဟီနီငါပင်ပန်းလာတာကိုနားမလဲပဲအစားအသောက်ပဲတောင်းနေတော့မှလား။ဒီဘက်ဟာညာကြီးမိုးချိုသူ့မိမအတွက်အစားအသောက်တွေထုတ်ဝယ်ပေးရတယ်။နောက်တစ်နေ့ဒီဘက်ပြန်လာတော့ထမင်းစားမယ်မိုဟီနီရဲ့အိုးရှင်ဒီနေ့တော့ဖះเจ้าမှာဝေးတဲ့ပူရီပဲသွားစားလိုက်တော့နော်။ဘာဖြစ်လို့လဲ။ဟိုအင်းကထမင်းရင်တွေအကုန်ကုန်သွားလို့ကျမစားလိုက်တာ။ဒီဘက်ဟာအိမ်နေမှာဖះเจ้าကဝေးတဲ့မုတ်တွေကိုစားပြီးပိုက်ဖြေခဲ့ရတယ်။ညရောက်တော့မိုဟီနီကကတင်ပေါ်မှာနေရာယူပြီးအိပ်ပျော်နေရကြောင်းဒီဘက်ခမကျမ်းမြေပေါ်မှာပဲဖျားခင်းပြီးအိပ်ရတယ်။ညတကောင်ရောက်တော့မိုဟီနီကအေးရင်လူးလွန်လိုက်ရာကကတင်ပေါ်ကပြုတ်ကြပြီးကျမ်းမြေပေါ်ကဒီဘက်ပေါ်တက်တက်ပြီးကြပါတော့တယ်။အမလီတီးပါပြီ။ထမိုဟီနီငါအသက်ရှူလို့မရတော့ဘူး။နောင်နေတွေမှာဒီဘက်ဟာအသက်အန္တရာယ်ကြောင့်အိမ်ပြင်မှာထွက်ရတဲ့အထိဖြစ်လာတယ်။ဒီနေ့မိုဟီနီကရှင်ဒီနေ့ရွာမှာပွဲတော်ရှိတယ်။အဲ့ဒီမှာအစားအသောက်တွေဈေးပေါပေါနဲ့ရတယ်။ကျမကိုဆက်ပြီးနဲ့လိုက်ပို့ပြီးပတ်စံလည်းနည်းနည်းပြီးခဲ့။ဒီဘက်လည်းသူ့မိမကိုဆက်ပြီးနောက်မှာတင်ခေါ်သွားတယ်။ဒါပေမဲ့လမ်းတော်ဝက်မှာပဲမိုဟီနီရဲ့ကိုလေးရှင်ကြောင့်ဆက်ပြီးပေးပေါက်သွားပြီးနှစ်ယောက်လုံးလမ်းမပေါ်မှာလဲကျသွားတယ်။ရာသားတွေကဟာဆင်းသက်ပေးစိတ်ကြနေရပဲလို့ဝိုင်းရကြတယ်။ရက်အနေငယ်ကြတော့ဒီဘက်အလုတ်လုတ်တဲ့စိတ်ယုံဟာအရှုံးပေါ်လို့ပိတ်သိမ်းသွားတယ်။ဒီဘက်အလုတ်လက်မဲ့ဖြစ်သွားတယ်။မိုဟီနီငါအလုတ်ပြုတ်သွားပြီ။ဒါဆိုကျမတို့ဘာစားကြတော့မလဲ။မိုဟီနီကအစားအသောက်တွေပဲပူပန်နေတယ်။ဒီဘက်ဟာစိတ်ညစ်ညစ်နဲ့အလုတ်တွေထွက်ချပေးမဲ့မရခဲ့ပါဘူး။ဒီနေ့မိုဟီနီကရွာထဲမှာကြော်ညာတစ်ခုတွေ့လိုက်တယ်။မုတ်စားပြိုင်ပွဲ9မိနစ်အတွင်းမုတ်လုံးအလုံး900စားနိုင်သူကိုငွေသားသိန်းပေးမိမိုဟီနီကအဲ့ဒီပြိုင်ပွဲကိုဝင်ကြိုင်ပြီးအလွယ်တကူအနိုင်ရသွားတယ်။သူမရလာတဲ့ပတ်စံသိန်းကိုဒီဘက်လက်ထဲထည့်ပြီးကျမကိုခွင့်လို့ပါရှေ့စကားတွေကမှန်ပါတယ်။ကျမရဲ့အဝလုံးမှုကြောင့်ချင်းကိုအမြဲဒုက္ခပေးခဲ့တယ်။အခုကျမပြောင်းလဲပါမယ်။ဒီပတ်စံနဲ့ကျမတို့နှစ်ယောက်စီးပွားရေးအသစ်တစ်ခုစကြရအောင်နော်။ဒီဘက်ဟာသူမိမပြောင်းလဲသွားတာကိုတွေ့ပြီးအရန်ပျော်သွားတယ်။မိုဟီနီကအစားအသောက်ကိုရှင်းရှင်းစားသုံးပြီးသူတို့နှစ်ယောက်စီးပွားရေးအသစ်နဲ့အတူပျော်ချင်းဆိုင်နေထိုင်သွားကြတယ်။